ယနေ့တော့ဝင်ကြီးစာမှာဓမ္မမိတ်ဆွေကြီးကိုမမများအားလုံးမင်္ဂလာပါလို့ရှေးစွာနှုတ်ခွန်းဆက်သကြပါရစေ။ယနေ့အတူတကွဆင်ခြင်ခွာယူမယ်ဘတ်တော်ကတော့ကောလောသဲဩဝါဒစာအခန်းကြီး3အပိုက်ငယ်နဲ့မှာညီကြီးပေါ်မှာရှိသောအရာတို့ကိုဆွဲလန်းသောစိတ်မရှိကြနဲ့အထက်အရာတို့ကိုသာစိတ်ဆဲလွှဲခြင်းရှိကြလို့တမန်တော်ကြီးရှင်ဘောလုကကောလောသဲအသင်းတော်မှာရှိတဲ့ယုံကြည်သူများကိုမိန့်ပါတယ်ဖြစ်ပါတယ်။ဒီနေ့ကျွန်တော်တို့ယုံကြည်သူကထာဝရအဖို့ထက်မိမိရဲ့တခဏအစဉ်ပြေမှုအငန်းသာအသေးသေးဆွဲလန်းပါညီကြီးမှာဖြစ်ပျက်သမျှအရာအားလုံးကျွန်တော်ရဲ့ဆွဲလန်းခြင်းရှိမယ်ဆိုရင်ကျွန်တော်ဒီကောင်းကင်သားရဲ့အနှစ်သာရကောင်းကင်သားရဲ့လက္ခဏာပြောင်းလဲနေမှာဖြစ်ပါတယ်ညီကြီးမှာကြည့်မယ်ဆိုရင်တော့ဆွဲလန်းစရာတွေအင်မတန်များပါဘူးဆွဲလန်းဖို့အတွက်လည်းနေ့စဉ်ဖြားရောက်မှုရှိပါတယ်သို့တော်လည်းဘုရားခင်ကကျွန်တော်ကိုအသိနဲ့ပေါ်ပြထားပြီးသားဖြစ်တယ်ညီကြီးတနည်းအားဖြင့်လောကီတတန်ကိုမဆောင်ဘူးတဲ့ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဓမ္မမိတ်ဆွေကြီးကိုမများကျွန်တော်ကယုံကြည်သူဘုရားသားသမီးဖြစ်သောကြောင့်ကျွန်တော်တို့အထဲမှာလောကီရဲ့တတန်တွေကိုမထည့်သွင်းဖို့လည်းရည်ကြီးပါလောကီရဲ့အရာတွေကိုဆွဲလန်းခြင်းနဲ့ကျွန်တော်ရဲ့ကိုယ်ကိုယ်မှုကျွန်တော်ရဲ့ဘုရားဝင်နိုင်ဝိလောခြင်းတွေမရှိဘဲနဲ့ကျွန်တော်အထဲကနေကောင်းကင်နဲ့ဆိုင်တဲ့ကောင်းကင်သားရဲ့လက္ခဏာအဖြစ်ညီကြီးပေါ်မှာအသက်ရှင်ဖို့ရည်ကြီးပါတယ်ဒါကြောင့်ချစ်ရသောညီကိုမများလောကီအရာညီကြီးပေါ်မှာရှိသောအရာကိုစိတ်ဆွဲလန်းခြင်းမရှိဘဲနဲ့တင်းဒီကောင်းကင်သားဖြစ်တဲ့ကောင်းကင်နဲ့ဆိုင်သောသူတို့ကြောင့်အထက်အရာကိုသာစိတ်ဆွဲလန်းခြင်းရှိပါမည်ကြောင်းဒီမြတ်သောဘုရားတော်အဖြစ်အနေငယ်ဝိညာဉ်တော်နဲ့ခဏလောက်စုတောင်းနေရှင်ယေရှုရှင်ဖခင်ဘုရားယေရှုတင်ဘုရားညီကြီးပေါ်မှာသာတို့ကိုဆွဲလန်းစေတဲ့အမှုရာများပြားစွာရှိပါတယ်ညီကြီးရဲ့အရာတွေသာတို့ရဲ့အသက်တာထဲမှာဘုရားခင်တူလောင်ခဲ့မိတဲ့အရာတွေရှေ့ကိုချပါဘုရားဘုရားပြီးတဲ့ကောင်းကင်သားရဲ့လက္ခဏာဘုရားသားသမီးတွေရဲ့ပြတ်သက်ဖွယ်ကောင်းသောအရာများကိုသာတို့ဒီညီကြီးပေါ်မှာပြန်ထင်ဟပ်စေတဲ့ဒီလောကရဲ့အမောင်ထုကြီးမားစွာရှိနေတဲ့နေရာမှာလောကရဲ့အလင်းတစ်ဖြစ်သာတို့ကိုအသုံးပြုပါကြောင်းမြတ်သောသူရှိတဲ့တော်ပြန်နာမကိုအလုံးယူခြင်းနဲ့တောင်းဆိုတဲ့အနာပါရီအပကအာမင်ရောက်စတဲ့ကိုကြားတဲ့အားကောင်း